ညစမ်းတဲ့ grammar လေးအကုန်လုံးကိုကျွန်တော်3မိနစ်နဲ့အပြီးအကုန်လုံးရအောင်ကျွန်တော်ရှင်းပြပေးမယ်နော်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော် Ezra ပါကျွန်တော်က English and grammar တွေကိုအခုမှစပြီးလေ့လာနေကြတဲ့ learners တွေအတွက်ကိုအခြေခံနေစပြီးတော့မျှဝေပေးနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြန်ရှင်းပြခြင်းတဲ့ညစမ်းလေးကတော့ဒီပုတ်လေးဖြစ်တယ်ပေါ့နော်ဒီပုတ်လေးကလည်းကျွန်တော်တို့အမေးများတဲ့တပုတ်ဖြစ်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကိုအချိန်3မိနစ်နဲ့ပြီးအောင်ကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်မူလစင်တဲ့လေးကတော့ deep back is brain having to carry and the အိတ်ကအသင်ဖို့အတွက်အရန်လေးလုံးတယ်ဆိုပြီးတော့ကျွန်တော်ဘာသာပြန်ပေးထားတာပေါ့နော်ထပ်ပေးရမယ့်စကားလုံးကကျွန်တော်တို့သုံးလုံးရှိတယ်ဒီ word ဟာတွေအကုန်လုံးကကျွန်တော် ever တွေဖြစ်တယ်ပေါ့နော်ပထမတစ်လုံးကကျွန်တော်တို့ very ပါတယ်ဒုတိယတစ်လုံးကကျွန်တော်တို့ to ပါတယ်တတိယတစ်လုံးက so ပေါ့နော်ဒီသုံးလုံးစလုံးကကျွန်တော်တို့ ever တွေဖြစ်တယ်ပေါ့နော် ever ရဲ့သဘောတရားတွေကကျွန်တော်တို့ verb ကိုပိုပြီးထူးခြားလေးနဲ့အောင် focus ထားပြီး emphasize လုပ်ပြီးတော့အလေးပေးဖော်ပြပေးတဲ့စကားလုံးဖြစ်တယ်ပေါ့နော်။ verb အပြင်ကျွန်တော်တို့ adjective ကိုလည်းပဲအထူးပြုတယ်ပေါ့နော်။ ever ရဲ့အလုပ်တွေကတော့အများကြီးရှိတယ်။ထင်ရှားတဲ့အလုပ်တစ်ခုက verb ကိုအထူးပြုတာနဲ့ adjective ကိုအထူးပြုတာပေါ့နော်။ okay ဒီနေရာမှာကျတော့ကျွန်တော်တို့ကွက်လက်ရဲ့အနောက်လေးမှာက heavy ဆိုတဲ့ adjective တွေပါတယ်ဆိုတော့ဒီကွက်လက်ထဲမှာထည့်တဲ့ ever တွေကတော့အနောက်က adjective ကိုအထူးပြုရမှာဖြစ်တာပေါ့နော်။ဒါတော့ဘယ်စကားလုံးထည့်ပြီးတော့သုံးသင့်လဲဆိုတော့ကျွန်တော်တို့စဉ်းစားမှာပေါ့နော်။ထည့်ရမယ့်စကားလုံးသုံးလုံးစလုံးက ever ဖြစ်တယ်။ဒီ ever တွေကိုကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ကျွန်တော်တို့အရင်လေ့လာကြည့်ရအောင်ပေါ့နော်။ and ဒီပထမပိုင်းအနေနဲ့ဒီever တွေကကျွန်တော်တို့ very တို့ to တို့ so တို့ကကျွန်တော်တို့ရိုးရိုး sentence တွေမှာ adjective ရဲ့ရှေ့မှာထားပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့မြင်နေကြ sentence တွေဖြစ်တယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော် very ကိုအရင်လုပ်မယ်ပေါ့နော် very ဆိုရင်ကျွန်တော်တို့ကအလောအရန်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုသဘောတရားပါတာပေါ့နော်ဒါတော့ကျွန်တော်တို့ဒီ sentence နဲ့မနီမဝေ sentence တွေကိုကျွန်တော်တို့လုပ်ကြည့်ရအောင်ပေါ့နော်ဥပမာ this bag is very heavy အဲ့လိုဆိုရင် very ကို heavy ရဲ့ရှေ့မှာထားပြီးတော့ကျွန်တော်တို့ရိုးရိုး sentence အနေနဲ့သုံးလို့ရတယ်ဒီအိတ်ကအရန်ကို heavy ဖြစ်တာပေါ့နော်ဒါတော့ heavy က adjective ဖြစ်တယ်အဲ့လိုမျိုးရိုးရိုး sentence အနေနဲ့သုံးလို့ရတယ်ထိုနည်းတူ၎င်းပဲကျွန်တော်တို့အဲ့ဒီ very နဲ့တူတယ်ကျွန်တော်တို့ so ပေါ့နော်အရန်တူတယ်ပေါ့သူတို့နှစ်ခုလည်းပဲအရန်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်ပေါ့နော်ဒီ bag is so heavy ဆိုရင်လည်းမမှားဘူးပေါ့နော်ထိုနည်းတူ၎င်းပဲ to ကလည်းပဲလောတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောမယ်ဆိုရင် तू က negative ဖြစ်ကိုနည်းနည်းတော့ပါတာပေါ့နော်ရိုးရိုးခဏvery လို့ so လို့ပြောသလိုအရန်ဆိုပေါ့ပေါ့ပါပါပြောသလိုမျိုးမဟုတ်ဘဲနဲ့ तू ကြတော့လောတယ်ဆိုတာက negative ဖြစ်ကိုနည်းနည်းပါတာပေါ့အနောက်မှာ negative resource တွေပါတာပေါ့နော်ဥပမာထားလိုက်တော့သူ့လည်းကျွန်တော်တို့ရိုးရိုး sentence အနေနဲ့ adjective ရှေ့မှာထားပြီးသုံးလို့ရတယ်ဒီ sentence ကိုပဲပြန်ပြောရမယ်ဆိုရင် the bag is too heavy ဒီအိတ်ကလေးလောတယ်ပေါ့နော်အခုကျွန်တော်ပြောလိုက်တဲ့ပထမပိုင်းအနေနဲ့ကျတော့အဲ့ဒီ so လို့ very လို့ to လို့ကို adjective ရဲ့ရှေ့မှာထားပြီးတော့ဒီ adjective ကိုအထူးပြုတဲ့ရိုးရိုး sentence တွေအနေနဲ့ကျွန်တော်တို့သုံးလို့ရကြဒီခါကျတော့အဲ့ဒီထဲကကျွန်တော်တို့ to နဲ့ so ကြတော့ကျွန်တော်တို့သူတို့မှာသီးခြား pattern တွေရှိတယ်ပေါ့နော်ဒီလိုမျိုး adjective ရှေ့မှာထားပြီးရိုးရိုး sentence အနေနဲ့သုံးလို့လည်းရတယ်လို့သူ့မှာသီးခြား pattern တွေဆိုတာလည်းသီးသန့်ရှိနေတယ်ဥပမာ to ကိုကြည့်ရရင် to ဆိုကျွန်တော်ငယ်ငယ်တုန်းကကျောင်းလေးမှာသင်လာခဲ့ရတဲ့ to ဆိုတဲ့ grammar pattern လေးကိုကျွန်တော်တို့ကအမြဲဆွဲနေတာပေါ့နော် to ပြီးတော့နောက်မှာ to ဆိုပြီးတော့အလယ်မှာ adjective သုံးဖို့ ever ပါတယ်ဆိုပြီးတော့ပေါ့နော်ဒီ pattern လေးနဲ့ကြတော့ခဏလို့ရိုးရိုး sentence လိုမျိုးအတိတ်ပဲမဟုတ်တော့ဘူးပေါ့နော်ဒါတော့နောက်တစ်ခုကကျွန်တော်တို့ so ဆိုလဲအဲ့လိုပဲ so ကရိုးရိုး sentence တွေမှာဆိုရင် so နောက်မှာ adjective ထည့်ပြီးတော့ sentence တည်ဆောက်လို့ရတယ်ဒါပေမဲ့so လည်းပဲ pattern တစ်ခုရှိတယ်ပေါ့ so that ဆိုတဲ့ pattern ပေါ့နော်ဒါအလွယ်ပြောလိုက်တာအဲ့ဒီ so နဲ့ that နဲ့အလယ်ကြားမှာကျွန်တော်တို့ဘာရှိလဲဆိုရင် adjective သုံးဖို့ ever ကိုကျွန်တော်တို့ထည့်ရတာပေါ့နော်ပြီးတော့အဲ့ဒီ that ကလည်းပဲ that clause အနေနဲ့အနောက်ကတွဲလိုက်ပါလာပေါ့နော်ခဏ to မှာလည်းအဲ့လိုပဲ to နဲ့ to နဲ့ကြားမှာ adjective ever ပါရတယ်ပေါ့နော်သူရဲ့ pattern အရပြီးတော့ to ရဲ့အနောက်မှာလည်းပဲကျွန်တော်တို့ verb 0လို့ခေါ်တဲ့ verb infinity ကိုထည့်သုံးပေးရတယ်အဲ့လိုမျိုး pattern အနေနဲ့သုံးရင်တော့သဘောတရားတော့နည်းနည်းကွာသွားတာပေါ့နော်ပထမ to pattern လေးကိုအရင်ပြောရအောင်ပေါ့နော်ပြောပြလိုက်တာပေါ့နော် to pattern လေးအနေနဲ့ကြာရင်ကျွန်တော်မြန်မာလိုနီးစပ်ဆုံးပြောရရင်လောလို့မဖြစ်နိုင်ဘူးလောလို့မလုံနိုင်ဘူးဒီလိုသဘောတရားပေါ့နော်ဥပမာဒီ sentence ပါကျွန်တော်တို့ကြည့်ရအောင်ပေါ့နော်ဘာလို့လဲဆိုဒီ sentence က heavy ရဲ့အရှိမထည့်ရမယ်သို့တော့ heavy ရဲ့နောက်မှာ to ပြန်ပါနေတယ်ဆိုတော့ကျွန်တော်တို့ to pattern နဲ့တော့အရန်အဝေကြဖြစ်နေတယ်ပေါ့နော်ဒါကျွန်တော်တို့ထည့်ကြည့်ရအောင်ပေါ့နော်ဒီ bag is too heavy to carry เนาะဒါဆိုရင်ဒီအိတ်ကအရန်လေးလောလို့မနိုင်ဘူးပေါ့နော် to carry လို့ဖို့အတွက်မဖြစ်နိုင်ဘူးပေါ့နော်မလုံနိုင်ဘူးပေါ့လေးလောလို့မသယ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်လေးလောလို့မမနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်ဒါတော့ဒီ sentence ကတော့ to pattern နဲ့ဆိုတာလူတိုင်းသိလောက်မယ်လို့ထင်ပါတယ်နောက် pattern တွေကကျွန်တော်တို့ so adjective ever that clause နဲ့ပေါ့နော်ဒီနေ့အပြည့်အတူပြောရင် so that ပေါ့နော်အဲဒီ so that ကြတော့သူကလေပြောမယ်ဆိုရင် negative result ပဲသူလည်းပဲပေါ့နော်ဥပမာဟိုကအရန်ကိုဒီအိတ်ကလေးလောလို့ငါကမသယ်နိုင်ဘူးဆိုတဲ့အနောက်မှာတစ်ခါတည်း reason ပေါ့ negative reason ပါတစ်ခါတည်းပါတာပေါ့နော်စုံလေအဲ့ဒီ that အနောက်ကနေပြီးတော့ that clause နဲ့ဝိကြတဲ့ကြောင်းလုံးနဲ့ပြန်ရှစ်ပြီးပြောရတဲ့ pattern မျိုးပေါ့နော်ဥပမာပြောရရင် this bag is
so heavy that I can't carry it. This bag is so heavy that I can't carry it နော်ဒီအိတ်ကအရန်ကိုလေးလောတဲ့အတွင်းငါမသိနိုင်ဘူးပေါ့နော်သူကြတော့အနောက်မှာ negative reason တစ်ခါလဲပါတာပေါ့နော်ခဏကြတော့ထူးထူနဲ့သူနဲ့စိုးတန်းနဲ့ဘာကွာလဲဆိုတော့ထူးထူကလည်းပဲ negative ပဲဒါပေမဲ့ negative result ကိုတွေ့ရတာပေါ့နော်သူကြတော့negative reason တစ်ခါလဲပါတာပေါ့နော်ဒီအိတ်ကိုငါဘာလို့မသိနိုင်တာလဲဆိုရင်အရန်လေးလုံးလုံးငါမသိနိုင်ဘူးဟိုမှာကြတော့လည်းပဲအိတ်ကလေးလောသိဖို့အတွက်အရန်လေးလောတယ်ဆိုတာကမသိနိုင်ဘူးလို့တော့မပြောဘူးတိုးတော့ negative result ကပါတယ်ပေါ့နော်ဒီအောက်မှာကြတော့တစ်ခါလဲ negative reason တစ်ခါလဲပါလာတာပေါ့နော်အဲ့လိုမျိုးလောက်ပဲကွာတယ်ကျွန်တော်ဒီညံစမ်းလေးမှာကျွန်တော်တို့ကထိုးရွေးသက်လားဒါမှမဟုတ်စိုးရွေးသက်လားဆိုရင်ကျွန်တော်တို့ကထိုးရွေးသက်တာပေါ့နော်ဘာလို့လဲဆိုတော့အနောက်မှာ to plus zero လည်းပါနေတာဖြစ်တဲ့အတွက်ကြောင့် to pattern နဲ့ပိုတက်နေတာပေါ့နော် okay ကျေးဇူးများတင်ပါတယ်ဒီပု္ပ္ပစာလေးကဒီလောက်ပါပဲအကျိုးရှိတယ်ဆိုရင်ကျွန်တော် comment မှာရေးသွားပေးပေါ့နော်ပြီးတော့ကျွန်တော်ဘယ်ညံစမ်းလေးတွေကိုရှင်းခိုင်းစေချင်သေးလဲပေါ့နော်ကျွန်တော်ကို comment တွေမှာရေးပြီးတော့ပြောပြပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်